allowance ကဏ္ဍအောက်မှာရှိတဲ့ food pay allowance, meal or food allowance, transport allowance, accommodation allowance, support fee နဲ့ other allowance တွေဟာလစဉ် manually ဖြည့်သွင်းပေးရမယ့် data တွေဖြစ်ပြီး deduction ကဏ္ဍအောက်မှာရှိနေတဲ့ advance ကြိုတင်လစာငွေ loan ဝန်ထမ်းချင်းငွေတွေဟာလည်းအလားတူပဲလစဉ် manually ဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။အခု deduction အောက်မှာရှိနေတဲ့လူမှုဖူလုံရေးထည့်ဝင်ကြေးနဲ့ဝင်ငွေခွန်အကြောင်းကိုကျွန်တော်တို့ဆက်ကြည့်ကြရအောင်။လူမှုဖူလုံရေးကြေးဟာ employee ရရှိနေတဲ့ basic salary ပေါ်မှာအခြေခံပြီး employee အလုပ်သမားက2%နဲ့ employer အလုပ်ရှင်က3%ကိုလစဉ်နှုတ်ယူပေးဆောင်ပေးရတာဖြစ်ပါတယ်။ဒီမှာ2%နဲ့3%ဆိုတာ employee ရဲ့လစာ3သိန်းအထိတက်ချက်ပေးရတာပဲဖြစ်ပြီး employee တဦးရဲ့ basic salary ဟာ3သိန်းကျော်လွန်တဲ့အခါမှာတော့မည်သည့်ပမာဏအထိကျော်လွန်နေသည့်ဖြစ်စေ3သိန်းရဲ့2%ဖြစ်တဲ့6000ကျပ်သာ employee ကထည့်ဝင်ပေးရတာဖြစ်ပြီး employer အနေနဲ့လည်း3သိန်းရဲ့3%ဖြစ်တဲ့9000ကျပ်သာထည့်ဝင်ပေးရတာပါ။တနည်းအားဖြင့်ပြောရရင်အလုပ်သမားအနေနဲ့လစဉ်အများဆုံး6000ကျပ်အထိသာထည့်ဝင်ပေးရတာပါ။ personal income tax လို့ခေါ်တဲ့ဝင်ငွေခွန်နှုတ်ယူခြင်းကဏ္ဍမှာတော့ employee တဦးချင်းရဲ့ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေပေါ်မူတည်ပြီးဝင်ငွေခွန်ကိုပေးဆောင်ကြရပါတယ်။ employee ကလူပြိုအပြိုလူလွတ်လားဒါမှမဟုတ်အိမ်တော်ရှင်အလုပ်သမားလားဝန်ထမ်းမှာအတူနေမိပါရှိလားအမိရောအဖေရောရှိရလားသို့မဟုတ်အမိဖြစ်စေအဖေဖြစ်စေတဦးပဲရှိတော့တာလားအိမ်တော်ရှင်ဆိုရင်အိမ်တော်ဖက်အတွက်သက်သာကြေးရှိသလိုသားသမီးရှိရင်လည်းသားသမီးအရွယ်အတွက်အလိုက်သက်သာကြေးတွေရှိပါတယ်။အဲ့ဒီအချက်အလက်တွေပေါ်မှာအခြေခံတွက်ချက်ပြီးမှပေးဆောင်ရတာမို့အဲ့ဒီအချက်အလက်တွေကို test ဆိုတဲ့ရှိမှမှန်မှန်ကန်ကန်ဖြည့်သွင်းပေးထားဖို့လိုအပ်ပြီးဝန်ထမ်းအလုပ်သမားရဲ့ update ရှိရင်ရှိသလိုပြန်လည်ပြင်ဆင်ပေးရမှာပါ။ test ရှိမှ data တွေဖြည့်ပေးနိုင်ဖို့ကျွန်မနဲ့အတူတူကြည့်ကြရအောင်။ basic salary ကတော့ဘယ်လိုရခဲ့ပြီလဲဆိုတာကျွန်တော်တို့သိကြတယ်လေ။အဲ့ဒီ basic salary ကိုသိတာနဲ့တစ်နှစ်တာဝင်ငွေ annual income ကိုကျွန်တော်တို့ရပြီပေါ့။နောက် column မှာတော့အတူနေမိဘဘယ်နှယောက်လဲဆိုတာရွေးပေးရမှာမယ်။ suppose ဆိုတဲ့ column မှာ single လား married လား divorce လားရွေးပေးလိုက်ပါ။ single လို့ရွေးပြီးရင်တော့ children မှာတော့ now ကိုပဲရွေးချယ်ခွင့်ရှိမှဖြစ်ပြီး marriage နဲ့ divorce ကိုရွေးထားခဲ့ရင်တော့ children ရှိမရှိကိုအခြေခံပြီး children အရွယ်အတွက်ကိုဆက်ပြီးရွေးချယ်ပေးရမှာမယ်။ employee ရဲ့သားသမီး4ယောက်အထိပဲသားသမီးအတွက်သက်သာခွင့်ကိုပေးထားတာမို့4အထိပဲရွေးချယ်ခွင့်ပေးထားပါတယ်။အဲ့ဒီနောက်မှာတော့ SSB နှစ်စဉ်ကြေးကိုလည်းသက်သာခွင့်ပေးရမှာမို့ column တစ်ခုအနေနဲ့တည်တံ့ထည့်သွင်းပေးထားပါတယ်။အခြေခံသက်သာခွင့်တွေနဲ့အခြားသောသက်သာခွင့်တွေကိုတွက်ချက်ပေးထားပါတယ်။နောက်ဆုံးမှာတော့ဝင်ငွေခွန်ဥပဒေနည်းအညီစီးကျက်ရမယ့်ဝင်ငွေခွန်ပမာဏကိုတစ်နှစ်စာလုံးအတွက်တွက်ချက်နိုင်သလိုလစဉ်စီးကျက်ရမယ့်ပမာဏကိုလည်းနောက်ဆုံး column မှာရရှိလာခဲ့ပါပြီ။ဒါဆိုရင်တော့ payroll ရှိမှာ deduction ကဏ္ဍအောက်မှာပါဝင်တဲ့ SSB column နဲ့ test column ကိုဘယ်လိုရရှိခဲ့သလဲဆိုတာကိုကျွန်တော်တို့မြင်တွေ့နားလေသဘောပေါက်လိုက်ပြီကို payroll ရှိမှာ data တွေပြည့်စုံပြီဆိုတာနဲ့ payroll report တစ်ခုကိုရရှိလာမှာဖြစ်ပြီး employee တွေကိုပေးပို့ပေးရမယ့် pay slip တွေကိုလည်းအလိုလိုရရှိလာပြီဆိုတာကိုအခုလိုမျိုးမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ကဲအခုလောက်ဆိုရင် payroll တစ်ခုကိုဘယ်လိုရေးဆွဲရမလဲဆိုတာနားလေသဘောပေါက်ပြီလို့ကျွန်မယူဆပါတယ်။အခုလိုအဆုံးထိစိတ်ဝင်စားကြည့်ရှုလေ့လာပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောရင်အခြားသော sharing video တွေမှာဆက်ပြန်လည်ဆုံတွေ့ကြရအောင်နော် See you bye bye